အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့မိမိရဲ့ Gmail account password မေ့သွားတဲ့အခါမှာကျွန်တော်တို့ password အဟောင်းကိုထည့်စရာမလိုဘဲနဲ့ password အသစ် change တဲ့နည်းလေးကိုလုပ်ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ပြီးတော့အောင်လို့မြတ်တာရက်ခံပါတယ်ကျွန်တော်နောက်တင်မဲ့ဗီဒီယိုတစ်လေးတွေကိုကြည့်ရဖို့အတွက်ဘေးနားက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဗျကျွန်တော်အရင်ဦးဆုံး Gmail password မေ့သွားတဲ့အခါမှာ password အသစ် change တဲ့နည်းလေးကိုလုပ်ဖို့အတွက် Gmail လေးကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော် Gmail လေးကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့ profile ပုံစံနေရာလေးကိုထပ်နှိပ်ဝင်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ဒီမှာရှိတဲ့ manage your Google account ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့ဒီ security and sign in ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါတို့ဒီထဲကိုရောက်ပြီဆိုလို့ချင်းအပေါ်နဲ့ဆွဲတင်ပေးပါအခုကျွန်တော်ပြပြတဲ့ password ဆိုတဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်ဝင်ပေးလိုက်ပါပြီးရင်ကျွန်တော်တို့ဒီမှာရှိတဲ့ကိုယ့်ဖုန်းမှာခတ်ထားတဲ့လို့ဖွင့်ပေးလိုက်ပါကျွန်တော်ဒီထဲကိုရောက်ပြီဆိုလို့ရှိရင်အခုကျွန်တော်ပြပြတဲ့ဒီ password ကိုက password မေ့သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပုံမှာရှိတဲ့ new password ဆိုတဲ့နေရာမှာကိုပြောင်းကျင်တဲ့ဒီကိုထည့်ကျင်တဲ့ password အသစ်ကိုကျွန်တော်ဒီမှာထည့်ပေးလိုက်ပါဒီမှာထည့်ပြီးတော့ကျွန်တော်အောက်မှာရှိတဲ့ confirm new password ဆိုတော့အပေါ်မှာထည့်ထားတဲ့ဒီ password အသစ်ကိုပဲထပ်ပြီးတော့ထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒီ change password ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်မိမိရဲ့ Gmail password မေ့သွားတဲ့ဟာကျွန်တော်တို့ဒီ password အဟောင်းကိုထည့်တယ်မလို့နဲ့အသစ်ရှင်းတဲ့နည်းလေးကိုလုပ်ပြပေးတာဖြစ်ပါတယ်ဒီနည်းလေးအတိုင်း password မေ့သွားတဲ့အခါမှာရှင်းကြည့်လို့ရပါတယ်အားလုံးပဲစီမံကြပါစေဗျာနောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးသွားပါမယ်ဗျာ